ဒီနေ့မှရောက်လာတယ်ကျွန်တော်ရဲ့ဘိုင်ယိုထူကိုကျွန်တော်အပေါင်းကြီးလောက်ပါသူ့ရဲ့ပေါ်ကဘာရှိမလဲဆိုတော့ဒါလေးရှိပါတယ်ကျွန်တော်မှအရင်ကရှိတာ Vision Prime စပြီးတီးအောင်ဘယ်ကစားပါအောင်အဲ့ဒီစားဖြည့်လိုက်တော့ကျွန်တော်စိတ်မရှိတော့ဟိုပါကင်လေးပြအလုံးอ่ะရှယ်ပြောင်းပြန်ဖြစ်ရှယ်နော်လုံးဝရှယ်โอ้ပေးရနေတချမ်းဖြဲအော်ဒီလိုဝေါလာတယ်ကျွန်တော်တို့ပါစားပါမလဲဓာတ်ပုံကြီးပါဒီဘက်ကျွန်တော်မဖြတ်ဖက်တော့ဘူးเนาะမကြည့်ကျွန်တော်စပြီးတော့ချက်ကြည့်လိုက်နောက်တစ်ခုပါမလဲဆိုလို့ရှိရင်ဒီမှာဒီလိုလေးပေါ့နော်ကျွန်တော်တို့ဆက်တဲ့နီးလေးကြားထားပြီဒီမှာပဲတင်ထားလုံးဝတော့တေချာ packaging ကpackaging က share ကြီးပြသူလောက်ထားပြီးတဲ့ပုံစံလုံးဝထိခိုက်တာပါဖြစ်မှာဆိုလို့ပေါ့နော်တော်လောက်ထား Ranger skin တော့ဒါတော့ game ကောင်းဆက်လာဖြစ်နေလို့ကျွန်တော် skin ပြီးဖြစ်အဲ့ဒါတက် sorry ပါသူကကျတော့3နှစ်အောက်ကလေးတွေကိုမပေးဆောင်းနေပေါ့နော်သူမှာဂျွန်ထက်တွေပါတဲ့အတွက်ကြောင့် made for attack လူကြီးပိုင်းတွေတော့ recommend ကတော့အသက်15နဲ့အထက်ပေါ့နော်သူတို့တွေပဲတော့ဟောဘယ်လိုပြောမလဲကင်တွယ်လို့အဆင်ပြေမယ်ပေါ့အဲ့လိုမျိုးပြောတာ။လည်းဒီလိုပဲအချွန်ထက်တွေပါရမ်းမာတယ်ဒီကောင်တွေကလုံးဝ share မှာဝေးပြုတ်ချက်ကုန်စားဖောက်နေလဲဆိုတော့ဒီကနေပဲစားဖောက်လိုက်စပြီးတော့ကြည့်တော့မှထဲပဲဒီဂျိုလေးတွေ့လားထိတ်မကြီးမတရားချွန်နေရောပဲအိုးအလုံးလိုက်လောက်ထားတယ်လို့ပါအိုးလှလိုက်တာကျွတ်စင်ကြီးဗျာလုံးဝပုံစံကြီးอ่ะလုံးဝတနက်ကြီးကိုကင်ပြီးထားကင်ထားတဲ့ပုံဗျာပြည့်တဲ့ပုံမဟုတ်ပဲလေကင်ထားတဲ့ပုံမှာလုံးဝနေထိုင်တဲ့ပုံစံကြီးလုံးဝရှယ်နောက်မှာ dragon တွေ့လားဒီမှာပါဇက်ဟာတာပြီးဒီမှာကြည့်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လည်းသူကင်ထားတဲ့တနက်ထဲတဲ့ boss ကကြတော့ဒီလိုမျိုးကြီးငကားကောင်းပုံစံမျိုးနဲ့ဖြစ်တယ်ဒီဟာလေးကချွန်လေးကိုသူအုပ်ထားပြီးတယ်ချွန်မှာစူးမှာဆိုဟောလှလိုက်တာလို့ပြီးရင်ကျွန်တော်အထက်ကဘာတွေပါလဲချက်ကြည့်ပါ accessory ဆိုပြီးတော့ရေးထားပြီးတယ်ဒီကောင်ကကြာသူရဲ့လက်ပေါ့နော်လက်တဲ့ရေးထားတယ်တနက်ကင်ထားတဲ့လက်ပေါ့နော်အဲ့ဒါဒီမှာကကြာလက်မပါအောင်ဆိုတော့ဆက်ရအောင်ကျွန်တော်ဆက်လိုက်အော်ဒီမှာလက်တနက်ကိုထောင်ထားတယ်ဗျာတနက်ကိုထောင်ထားတဲ့ပုံစံမျိုး wing ပေါ့နော် wing accessory အတောင်မှန်ပေါ့သူ့အနောက်အတောင်မှန်လေးသင်ရပါအတောင်မှန်ကျွန်တော်တက်လိုက်နော်အတောင်မှန်လေးဒါကျွန်တော်တို့ဒီယူဆောင် prime တုန်းကအဲ့ဒါကြီးမပါဘူးเนาะဒီဒါကောင်းဟုတ်လားဒီကောင်းပင်တော့တော့ဆော့ရအောင်လူရရှိယူခြုံထွက်နေတာအေးဟုတ်တယ်ဟာဒီလိုထောင်လာပေါ်ထောင်လာမသိဒီလိုဟုတ်တယ်နော်လုံးဝရှယ်ရတယ်ဗျဒီခေါက်တော်တော်လေးတပေါ်ကြငကားမျိုးနယ်ဆိုတယ်ပေါ့နော်ဒီမှာလဲငကားပဲဗျာဒီမှာလဲငကားလုံးဝငကားဟိုမှာလုံးဝရှယ်ဒီမှာလဲငကားပဲဒါပေမဲ့ဒီကောင်ကတီကောင်တော့နည်းနည်းဆန့်တယ်တော့ကျွန်တော်က M5 နဲ့ M7 ရှိပါတယ်အခုဆိုရင် M6 တောင်ကတော့မလုပ်အခုလည်းမလုပ်ပါဘူးကျွန်တော်ဂုံးဆင်းထားတာလှလိုက်တာရမ်းလှတာပဲကြည့်အောင်ဒီနေ့ကဒီလောက်ပဲ unboxing video တွေကအရင်ရှည်သွားပြီတင်လို့လည်းအရင်ကြီးအဆင်ပြေမှာမဟုတ်ဘူးပြောရအောင်ဒီလောက်ပါကျေးဇူးအများကြီးတင်ပါတယ်